Okay, welcome to my channel. ကျွန်တော်အခုပြောပြမယ့်အရာခါကြပါလဲဆိုတော့ကြီးတဲ့သူတွေအကြောင်းပေါ့နော်ကျွန်တော်လည်းအရန်ကြီးတယ်အချစ်ကြီးတဲ့သူတယောက်ပါကျွန်တော်တဆုံတယောက်ကိုဒီတခိုးလေးချစ်မိနေတယ်သူမကကြတော့အသက်73နှစ်လောက်ပဲရှိသေးတယ်ဆိုတော့ထွားတယ်သူတို့ကကျွန်တော်အရန်ချစ်မိတယ်သူကိုကျွန်တော်နေ့တိုင်းသူ့အချောင်းတမအချောင်းလေးပဲစိတ်ထဲမှာတွေးမိနေတယ်ဘာလို့လဲဆိုတော့အရန်ချစ်မိနေတရားစင်နဲ့တွေးမိတယ်ကျွန်တော်ဒီချောင်းကိုစားရောက်ကလေးကကျွန်တော်သူမကိုချစ်မိနေတာသူမအချောင်းကိုဒီနေ့တည်တယ်အခုထိတိုင်ကျွန်တော်သူမအချောင်းကိုပဲတွေးမိနေတာဘာကြောင့်လဲတော့မသိဘူးနော်ကျွန်တော်အမေနဲ့ဆိုတော့ကျွန်တော်သူ့ကိုအရန်ချစ်မိနေလို့ငါအချောင်းများတွေးနေမလားဆိုပြီးတော့ငါလည်းအဲ့လိုပဲပြန်တွေးပြီးတော့အဲ့လိုပဲဖြေတည်တယ်ပေါ့နော်ကျွန်တော်သူ့ကိုအရန်ချစ်မိနေတယ်ကျွန်တော်သူ့ကိုပွေးဖက်ချင်တယ်သူ့အနားလေးပေးချင်တယ်သူပြောတာလေးကိုပဲမြင်ချင်တယ်အဲ့ဒါပါပဲအရာတိုင်းကသူ့အတွက်ပဲဘယ်ရောတော့ဘယ်နေရာပဲရောက်သူ့အချောင်းပဲတွေးမိနေတယ်ဈေးဆိုင်တစ်ခုတော့ပဲဆိုရင်စိုက်တော့တမအတွက်ငါဘာများဝယ်ပေးရမလဲငါဘာများပြန်ယူတော့ပေးရမလဲဆိုတာစိတ်ထဲမှာပေါ်လာတဲ့ခါကျတော့ဝယ်ပေးတာပေါ့နော်ဘာလို့လဲဆိုတော့အရန်ချစ်လို့အရန်ချစ်မိလို့အရန်တမဝချစ်မိနေလို့အရန်တရရောစင်တွေးမိနေလို့အဲ့ဒါကြောင့်ကျွန်တော်တမကိုအရန်ချစ်မိနေတာโอเคဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့စကားပြောပုံတွေကျွန်တော်ဘယ်မှာအစ်တော့မဟုတ်ဘူးเนาะကျွန်တော်ဘယ်မှာအစ်မဟုတ်ဘူးဆိုတော့အဲ့ဒါကြောင့်ဘယ်မှာစကားလည်းတိပြီးတော့အတန်မပြီးဘူးငါလည်းပြချပါ